ကြောက်လေကျွန်တော်ဦးကောင်းဖြူကြောက်တယ်ဗျ။ဩမင်းရတယ်ဒါမှလွယ်လွယ်လေးမင်းကြီးကိုရဲစေးတင်ပေးလိုက်။ဘယ်ဟော啊，哎，什么样没说呢？他对不了的哇！哎，呀，哎，没那个把片呢？哦，ဒါကငါညီလေးဒီကောင်အပြင်းတွေပါတိတ်မထော့တော့ကွာအဲ့လိုလူစိမ်းပိုင်းနဲ့တွေ့နေကွာကြောက်တတ်တယ်ကွာ哎呦，我有个那招呼高你了哇！ကြောက်ဖို့ကောင်းလို့လားရမ်းကြောက်ဖို့ကောင်းတယ်အရင်ကြောက်ဖို့ကောင်းတယ်哎吧，哇，哎吧，多比啊！ဟေ့မင်းဘာဖြစ်နေလဲကွာဟိုကကြောက်လို့လေဗျာမင်းပြောလိုက်တော့အားနာစရာကြီးကွာလာဘာကုန်မှမသိဘူးဟဲ့ငါဟိုဘက်လမ်းမှာကွာရောပတ်ဆိုင်လေးတော့ရမယ်ဟိုကလေဗျာအဲ့ဘက်လမ်းမှာခွေးတွေအများကြီးပဲဗျာကျွန်တော်ခွေးကြောက်တယ်ဟုတ်ပြီအဲ့ဆိုငါ့ဒီထိတ်ကဦးကောင်းသူဆိုင်မှာပတ်ဆိုင်လေးတော့ရပြီကြောက်လေကျွန်တော်ဦးကောင်းဖြူကြောက်တယ်ဗျာမင်းဘာလဲကွာရောမင်းအကုန်ကြောက်နေကြီးပဲတော့ကွာဘာမှငါပြောတော့ရောမဟုတ်ခဏလေးကိုဘာဖြစ်ပြန်ပြီလဲဟိုကလေးကိုအိမ်မှာကျွန်တော်ကြောက်ထင်းနေခဲ့ရမှာကြောက်လေကျွန်တော်တေးကြောက်နေဗျာကျွန်တော်မလိုက်ခင်မယ်ဘာရောမင်းဘယ်လိုက်လို့ရမယ်အိမ်မှာအိမ်ဆောင်မှမရှိတာရောမင်းနေခဲ့ရောကျွန်တော်လိုက်ခင်မယ်ရောလိုက်ခင်မယ်ရောက်တော့တော့စိတ်ညစ်တယ်ကွာစိတ်ညစ်တယ်အိမ်ကငါညီတကောင်နဲ့ငါတော်တော်ကြီးကိုစိတ်ညစ်哎呀，没白眼了，表呢，龙哥。ဒုက္ခပါကွာဒီနလေးကိုပြောမိတာမှားပြီတင်ပြောနေတာမဟုတ်ဘူးကွာစိတ်ညစ်နေတာစိတ်ညစ်နေတာ။ဩမင်းကလည်းဘာလို့စိတ်ညစ်နေလဲ။ဘာလို့စိတ်ညစ်ရမှာလဲကွာ။အိမ်ကငါညီပေါ့ကွာ။ဘာဖြစ်နေမှမသိဘူး။တကူဆိုလည်းကြောက်တယ်ကြီးပဲပြောနေ။ဩမင်းရတယ်ဒါမှလွယ်လွယ်လေးမင်းကြီးကိုရဲစေးတင်ပေးလိုက်။အော်ကြီးမေးပြီးတယ်ကျွန်မစိုးဘူးကွာ။ဒီကောင်ကရဲစေးတင်ပေးလိုက်မယ်ဆိုရင်ဒီကောင်တွေးဆူပြီးတော့ကြောက်တဲ့စိတ်ကြီးပျောက်သွားနိုင်။မေးပြီးတယ်ကျွန်မိုက်တယ်ကြိုက်တယ်။မင်းကလည်းပြောရသေးတယ်မကြိုက်မလုံးနဲ့ပေါ့ကွာ။ငါကြိုက်ရလို့ပြောလိုက်တာလေအော်ငါမားတာကဲညီလေးကိုကြီးတို့ညီကိုနေအောင်အစ်စစ်ချေးဖို့အတွက်ကိုကြီး brother smooth ပဲကိုကြီးဖြစ်ပါမလားဗျာကျွန်တော်ကြောက်တယ်နော်မင်းကလည်းအကုန်ကြောက်နေတာကြီးပဲဘာမှမဖြစ်ပါဘူးကွာမင်းနဲ့2ယောက်ပဲရှိတာလာစားမှာကွာကိုကြီးတို့ညီကိုနေအောင် brother smooth ကိုအစ်စစ်တောက်ကြပြီးရောဗျာပြီးရောဆွဲမယ်ညီလေးကိုကြီးစောက်ဝဲတော့ညီလေးမထောက်ရတော့ကိုတဲကြောက်လို့ကိုကြီးရတယ်အေးသေးလို့နေပြောင်းမရှိတယ်ကိုကြီးညီလေးကာကွယ်ပေးမယ်ဘာမှမကြောက်ရင်နေပြောင်းမရှိ